မိုင်းတောက်လာအင်းမဲအာလူးကြော်မှာကျွန်တော်တို့အာလူးကြော်လောက်တဲ့နေရာမှာကျွန်တော်အာလူးကြော်လေးဝယ်စားမှာပဲဖြစ်ပါတယ်တမ်းတော့ကဲအာလူးကြော်ဆွဲကြည့်မယ်မင်းကလာပြီ သုံးနာမို့အများကြီးပဲဒီမှာကဲကျွန်တော်တို့အင်းမဲရဲ့အာလူးကြော်လက်လက်ဆက်ဆက်လေးဟောလုံးဝအမှန်ကန်ဆွဲလိုက် ဟုတ်တယ်မထူကြီးမလားဟိုကောဘလို့စားနေ ရွှေပဲဟောလားအောင်မအလူကြော်လာမကောင်း အောင်မအာလူးကြော်တယ်ကောင်းတယ် မင်းဆိုင်နဲ့တီး ဟမ် ဆိုင်ရဲ့ကြီးရတယ် ကြည့်ရ ကြီးငတ်လားဒီပေါ်ပီယာနဲ့တော့လိုက်ရအောင်